အားလုံးပဲမင်္ဂလာပါဆရာတို့ Microsoft Word စာစီစာရိုက်သင်ခန်းစာ Microsoft Word Software lesson ရနေပြီးတော့ဘာတွေလေ့လာရမလဲဆိုတော့ဆရာတို့စာစီစာရိုက်လုပ်တဲ့နည်းတွေနောက်ပြီးလို့ရှိရင် CV form တို့ဘာလို့လို့ရိုက်တဲ့နည်းတွေအခြေခံရုံးစာရိုက်တဲ့နည်းတွေ table ဆွဲတဲ့နည်းတွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော်တော်များများအောင်ဆရာတို့ကအခြေခံမှာပြည့်ပြည့်စုံစုံလေးလေ့လာရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ဆရာတို့ကဘာလို့သင်လဲဆိုတော့ Microsoft Word Software ကိုဖွင့်ရနော် Microsoft Word Software ကိုဖွင့်ဖို့အတွက်ဆရာတို့ရဲ့ search မှာနော် search မှာ window key လေးကိုနေပြီး search မှာ www.reward လို့ရိုက်ရှာလိုက်တပည့်တို့စက်ထဲမှာ reward ဆိုတဲ့ application လေးကိုတွေ့လို့ရှိရင်ဝင်လိုက်ပေါ့နော်ဒါတော့ဆရာအနေနဲ့ကဘာမှရင်ရှင်းပြမလဲဆိုတော့ဒီ software ရဲ့ version တွေနဲ့ပတ်သက်ပြီးရင်ရှင်းပြမယ်နော်ဆရာသုံးနေတဲ့ software version ကကြတော့ Office 365 version လို့ခေါ်တယ်တပည့်တို့စက်ထဲမှာတော့2010 version ဖြစ်ရင်ဖြစ်မဖြစ်လို့ရှိရင်2013ကနေပြီးတော့2016 2019ဆိုတဲ့ version တွေလည်းဖြစ်ကောင်းဖြစ်နိုင်မယ်เนาะဘလို့ version ပဲဖြစ်ဖြစ်ဆရာတို့ကအခြေခံအသုံးပြုတဲ့ tool တွေနဲ့အခြေခံသဘောတရားတွေအတူတူပဲဖြစ်တဲ့အတွက်ဆရာကတော့ဒီ version နဲ့သင်ပေမဲ့တပည့်တို့က version နည်းနေလို့ဆိုပြီးလည်းမလုပ်ပဲမနေနဲ့တက်နိုင်ဆုံးနီးစပ်ဆုံး icon လေးတွေတူတဲ့ဟာလေးတွေကိုနီးစပ်ဆုံးတူအောင်လိုက်ကြည့်ပြီးတော့စူးစမ်းပြီးတော့လေ့ကျင့်သင်တယ်เนาะအဲ့တော့2013ကနေပြီးတော့2019အထိ version ကိုသုံးတဲ့ကလေးတွေနေနဲ့က software စပွင့်လာပြီဆိုတာနဲ့အခုလိုမျိုး template view လေးကိုတွေ့ရမယ်เนาะအဲ့ဒီမှာဆရာတို့က blank document တို့ဘာလို့အဲ့လိုမျိုးလေးပါတယ်ပေါ့เนาะအဲ့တော့ဆရာတို့က blank document ဆိုတာလေးကိုရွေးပေးရမယ်2010 version သုံးတဲ့ကလေးတွေကတော့အဲ့လိုမျိုးရွေးစရာမလိုစာရွက်တန်းပေါ်လာမယ်เนาะ blank document ဆိုတာလေးပေါ်လာမယ်အဲ့တော့ Microsoft Word ဆိုတာဆရာတို့ကစာသင်စာရိုက် software ဖြစ်တယ်ပြီးတော့တပည့်တို့အနေနဲ့အခုမှ typing ဆိုပြီးတော့ဆရာတို့ကအင်္ဂလိပ်စာ typing တို့မြန်မာစာ typing တို့ကိုပြီးထားပြီးသားတပည့်တွေအနေနဲ့ကကွန်ပျူတာရဲ့ software တွေရဲ့သဘောတရားနဲ့ပတ်သက်တဲ့ user interface လို့ခေါ်တဲ့အသုံးပြုသူမြင်တွေ့ရမယ့်မျက်နှာပြင်ကိုအခုမှစပြီးထိတွေ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ Microsoft software တွေရဲ့ concept နဲ့သူတို့ရဲ့အခြေခံသဘောတရားကိုဆရာအရင်ရှင်းပြမယ်ပထမဦးဆုံးအနေနဲ့ဆရာတို့ကသူ့မှာ title ရှိတယ်ကွာเนาะဒီဒါခေါင်းစဉ်လေးပါမယ်ပေါ့ဆုံးပါပြီးလို့ရှိရင်တခြားဟာတွေကိုခဏမေ့ထားလိုက်အောင်เนาะဒီဟာကျတော့ဆရာတို့က menu လေးတွေလို့ခေါ်တယ်เนาะဆရာတို့စားသောက်ဆိုင်တွေထမင်းဆိုင်တွေမှာဘလို့ဟင်းမျိုးရတယ်ဘလို့စားတောက်မျိုးရတယ်ဆိုတဲ့ပုံစံမျိုးကိုဆရာတို့က menu လေးနဲ့ပြတယ်လေအဲ့လိုပဲဆရာတို့စာစီစာရဲမှာဘလို့ function တွေသုံးလို့ရလဲဆိုတော့လောက်ဆောင်ချက်ကိုကြတော့ Microsoft Word ကလည်း menu လေးနဲ့ပြပေးထားတာပေါ့နော်အဲ့တော့ဆရာတို့က home ဆိုလို့ရှိရင်ဒါသူကတင်စားထားတာစာစီစာရဲနဲ့ပတ်သက်တဲ့လောက်ဆောင်ချက်တွေရှိတယ်ဆိုတာကိုတင်စားထားတာပေါ့နော်ပင်မဆိုတဲ့အဓိပ္ပာယ်ပေါ့ဆရာတို့ရဲ့လူသားတွေလေဟိုနေ့စဉ်အသုံးပြုနေတဲ့ပစ္စည်းလေးတွေနော်ဝေစားလေးတွေကဆရာတို့အတွက်အရေးကြီးတဲ့အစိပ်ပိုင်းတွေဆရာတို့အတွက်အရေးကြီးတဲ့အသုံးဆောင်တွေဆရာတို့ရဲ့အိမ်မှာထားသလိုပဲเนาะစာစီစာရိုက်အတွက်အရေးကြီးတဲ့လုပ်ဆောင်ချက်တွေ function တွေကိုဆရာတို့က home ဆိုတဲ့ menu လေးထဲမှာလာထားမယ်အဲ့ insert ဆိုတာကကျတော့ဆရာတို့ကဒီဆရာတို့အခုလုပ်မဲ့စာစီစာရိုက် file တွေကိုပုံတွေ shape တွေ table ဆိုတဲ့ဇယားကွက်တွေသို့မဟုတ်စာရွက်တစ်တိရွက်စာမျက်နှာနံပါတ်အဲ့လိုမျိုးထည့်သွင်းနေတဲ့အရာတွေ equation တို့ symbol တို့အဲ့လိုထည့်သွင်းနေတဲ့အရာလေးတွေအတွက်ကိုဆရာတို့က insert ဆိုတဲ့ menu လေးကိုသူကသုံးပေးထားတာပေါ့နော်အဲ့တော့ menu တစ်ခုနှိပ်တဲ့အတိုင်းမှာအောက်မှာပါဝင်တဲ့ content လေးတွေပြောင်းသွားတာကိုတွေ့ရမယ်။ဟောဒီမှာ draw ဆိုပြီးရှိမယ်။ဆရာရဲ့ version မှာ draw ဆိုပြီးပါမယ်နော်။တခြား version တွေမှာပါခြင်းမပါမယ်မပါဘူးပေါ့ကွာနော်။ design ကကြတော့ဆရာတို့က2013 version ကနေစပြီးတော့ပါမယ်။ဆရာတို့လုပ်တဲ့ document ရဲ့ design ကိုပြုပြင်ဖန်တီးတာနော်။ပြီးတော့ဒီမှာ page background ဆိုပြီးတော့ watermark တို့ page color တို့ page border တို့က2010 version သုံးတဲ့ကလေးတွေက page layout ဆိုတဲ့ menu ထဲမှာသွားရှာလိုက်နော်။ဆရာတို့ကဒီမှာတော့ page layout ဆိုပြီးတော့မပါပါဘူးဒီမှာ page background ဆိုတဲ့အပိုင်းလေးနော် pointer လေးကိုကြည့်နော်ညာဘက် screen ရဲ့ညာဘက်ပေါ်တော့နားလေးမှာ watermark ရဲ့ page color ရဲ့ page border ပြီးရင်နောက်တစ်ခုအနေနဲ့ဒီမှာ layout ပေါ့ layout ကကြတော့ဆရာတို့ကစာရွက်နေတာစာမျက်နှာပြုပြင်ဖန်တီးတာပေါ့နော်2010 version မှာတော့ page layout ဆိုပြီးပါမယ်အဲ့ page layout ဆိုပြီးတော့ဒီ page setup ဆိုတဲ့အပိုင်းရဲ့ paragraph အပိုင်းရဲ့ array အပိုင်းရဲ့ပြင်ဒီဘက်အချမ်းလေးမှာလေဆရာတို့ရဲ့ဒီ design ထဲမှာပါတဲ့ page background ဆိုတဲ့ watermark တို့ page color တို့ကပါတယ်เนาะအဲ့တော့ဆရာတို့အနေနဲ့က basic level မှာအဲ့ menu တွေကိုအရင်စပြီးလေ့ကျင့်သင်ကြရမှာဖြစ်တယ်ပေါ့နော်အဲ့တော့တပည့်တို့အနေနဲ့ဒီမြင်ကွင်းလေးကိုကြည်ပါဒီသဘောတရားလေးကိုတေချာနားလည်အောင်ထိုးလေးစီထောက်ပြီးတော့ကြည်ပါနံပါတ်1သင်ခန်းစာအနေနဲ့အဲ့ဒါလေးကိုသဘောပေါက်တယ်ဆိုရင်ဆရာတို့ကနောက်သင်ခန်းစာကိုဆက်သွားကြမယ်ပထမဆုံးအနေနဲ့ဆရာ file menu ကြောင်းပြောပြမယ် file menu မှာဘာတွေပါမလဲဆိုတော့ home new open share info save cs print export close ဆိုပြီးတော့ပါမယ်เนาะအောက်မှာ account နဲ့ option ဆိုပြီးထပ်ပါအောင်မယ်ဒီမှာ reason ဆိုပြီးတော့လက်ရှိဆရာတို့အသုံးပြုထားတဲ့ file လေးတွေကိုဆရာတို့ကတွေ့ရဖုန်းကိုနှိပ်လိုက်လို့ရှိရင်တော့မူလနေရာကိုပြန်ရောက်မယ်เนาะအဲ့တော့ file တွေကိုစီမံဖို့အတွက်ဆရာတို့အခုဒီဟာ file လို့ဆရာတို့ကသတ်မှတ်မယ်ဒီဟာ file တစ် file အနေနဲ့သတ်မှတ်မယ်ဆိုရင်အဲ့ file ကိုစေ့ကျင်တာလားမစေ့ကျင်တာလားဒါမှမဟုတ်လို့ရှိရင်
ထွက်ချင်တာလားမထွက်ချင်တာလားအဲ့လိုမျိုးလို့ဆောင်ချက်တွေဒါမှမဟုတ်ဒီ file ကိုပဲ print ထုတ်ချင်တာလားအဲ့လိုမျိုးလို့ဆောင်ချက်တွေအတွက်စီမံလို့ရတဲ့နေရာ file နဲ့ပတ်သက်ပြီးစီမံလို့ရတဲ့နေရာကိုဟိုဒီမှာ file လို့ခေါ်တယ်เนาะအဲ့တော့နံပါတ်1အနေနဲ့ဆရာတို့ကဘာအကြောင်းပြောမလဲဆိုတော့ဒီ file တွေကို new ခေါ်တာနဲ့ပတ်သက်ပြောเนาะအခုဒီမှာဆရာတို့က file တစ် file ရှိဒီ test bar လေးပေါ့เนาะ pointer တင်လိုက်လို့ရှိရင်လည်း test bar လေးမှာပေါ်လာတဲ့ Microsoft Word ကို pointer တင်လိုက်မယ်ဆိုလို့ရှိရင်လည်းအဲ့ Microsoft Word ကဆရာတို့ test bar မှာ Microsoft Word software ဖွင့်ထားမှာပေါ်မှာเนาะမဖွင့်ထားပဲအခုလိုမျိုး page apply ဆိုတော့ပေါ်မှာမဟုတ်တော့အဲ့တော့ဆရာတို့က search bar လေးမှာ Word လို့ပြန်ရိုက်ရှာပြီးတော့ဖွင့်ပြီး test bar လေးမှာပြန်ပေါ်လာမယ်เนาะအဲ့တော့ blank document ဆိုတာလေးကိုထပ်ရွေးပေးလိုက်ရင်ဒီမှာဆရာတို့ကစာရွက်တစ်ရွက်သုံးမဟုတ် file တစ် file ထွက်လာပြီเนาะအဲ့တော့နောက်ထပ် file တစ် file ထပ်လို့ချင်တယ်ဆိုရင်ဆရာတို့ file ထဲကနေ new ဆိုတာလေးကိုတုံးပြီးတော့ခေါ်ပေးရမယ် blank document ဆိုတာကိုရွေးပေးရဒါဆို2 file ဖြစ်သွားပြီ document 2ဆိုပြီးတော့ title မှာပြထားတာတွေ့ရမယ်เนาะအဲ့တော့ဒီမှာ pointer တင်လိုက်လို့ရှိရင် document 1 document 2ဆိုပြီးတော့ test bar မှာ2ခုထွက်လာတာကိုတွေ့ရမယ်အဲ့တော့ document 2ကိုထောက်ပြီးဆရာတို့နောက်ထပ် file တစ် file ထပ်ခေါ်မယ်ဆိုရင်ဒီတစ်ခါကျတော့ဆရာတို့က shortcut လေးနဲ့ခေါ်ကြည့်မယ် keyboard ပေါ်က control n ဆိုတာလေးကိုနှိပ်ပြီးတော့နောက်တစ် file ထပ်ခေါ်လို့ရတယ်เนาะ new file ပေါ့ခုနလို blank document တွေပါလေရွေးပေးရမလို့လို့ဒါဆိုရင် file 3 file ဖြစ်သွားမယ်เนาะ computer software တွေရဲ့သဘောတရားမှာဒီအနှုတ်ကလေးကနေစပြောပြမယ်နှိပ်လိုက်ရင်အောက်ကခုနပေါ်လာ test bar ထဲဝင်သွားမယ် document 3 test bar ထဲဝင်သွားပြီဒီမှာ document 2 ကျန်ခဲ့မယ် document 2ကိုထပ်ထည့်လိုက်ရင် document 1 ကျန်ခဲ့မယ်ပြီးတော့ဒီ document 1ကိုမှ test bar ထဲထပ်ထည့်လိုက်မယ်ဆိုလို့ရှိရင် desktop မျက်နှာပြင်ပဲကျန်ခဲ့မယ်အဲ့တော့ဆရာတို့ကအခုလိုမျိုး Microsoft Word ဆိုတဲ့ကောင်ကို pointer တင်ပြီးတော့ document 1 document 2 document 3ကြိုက်တဲ့ဟာတစ်ခုခုကိုဆရာတို့ကထောက်လိုက်မယ်ဆိုရင် document 1ပေါ်လာမယ်နောက်တစ်ခုပေါ်လာခြင်း document 2ကိုထောက်ပေါ့နောက်တစ်ခုထပ်ပေါ်လာခြင်း document 3ကိုထောက်ပေါ့เนาะဒီဟာလေးကကျတော့မြင်ကွင်းကျင်းတာ document 3ကိုမြင်ကွင်းကျင်းတယ် document 2ကိုမြင်ကွင်းကျင်းတယ် document 1ကိုမြင်ကွင်းကျင်းတယ်เนาะဒါကကျတော့ဖြတ်ထုတ်ပလိုက်တာเนาะ document 1ကိုဖြတ်မယ် document 2ကိုဖြတ်မယ် document 3ကိုဖြတ်မယ်အဲ့တော့လေ့ကျင့်ခန်းအနေနဲ့တပည့်တို့ကဘာလုပ်ရမလဲဆိုတော့ file တစ်ခုခေါ်မယ်ပြီးလို့ရှိရင်အဲ့ file မှာအခုပေါ်နေတဲ့မိတ်တို့အမဲကြောင်းလေးကို cursor လို့ခေါ်တယ်ဆရာတို့ keyboard ပေါ်ရေးလိုက်တဲ့စက်လုံးတွေကဒီ cursor မှာပေါ်မယ်မလို့ချင်း backspace နဲ့ပြန်ဖြတ်เนาะအဲ့တော့ရုံးဆုံး document 1ဆိုလို့ရှိရင်ဆရာတို့ document 1လို့စာလေးရေး document 2ဆိုရင် document 2လို့စာလေးရေး document 3ဆိုရင် document 3လို့စာလေးရေးပြီးတော့ file 3 file နဲ့ use လုပ်ပါ use လုပ်ပြီးရင်တစ်ခုချင်းစီကို test bar ထဲထည့်ကြည့်မြင်ကွင်းချဲကြည့်အဲ့ဒါလေးတွေဖန်တီးကြည့်အဲ့ဒါရပြီဆိုရင်ဆရာတို့ကရှေ့သင်ခန်းစာမှာတွေ့မယ်ဒီသင်ခန်းစာမှာတော့ဒီလောက်နဲ့ရပ်နာမယ်အဲ့တော့ဆရာတို့ကဒီသင်ခန်းစာမှာစာရွက်ပြင်ဆင်မှုပစ္စည်းနည်းကိုစပြီးလေ့လာကြမယ်နော်အဲ့တော့ blank document ဆိုတာလေးကိုနှိပ်လိုက်မယ်စာရွက်တစ်ရက်ပေါ်လာပြီဆိုရင်ဆရာတို့ကဘာလုပ်မလဲဆိုတော့စာရွက်တွေကိုအရင်ဆုံးပြင်ဆင်မယ်နော်အဲ့တော့ page layout ဆိုတဲ့နေရာကိုသွားမယ်2010 version သုံးတဲ့ကလေးတွေကအခု Office 365 သုံးမဟုတ်2013ကနေ2019 version ကိုသုံးတဲ့ကလေးတွေကကြတော့ layout ဆိုတဲ့နေရာမှာနံပါတ်1က margin လို့ပြောပြီးဆိုတာနဲ့ဘေးမြင့်လို့ပဲမြန်မာလို့အလွယ်မှတ်ထားမယ်နော်ဆရာတို့ကဒီမှာ page လေးတွေ့ရမယ်တဲ့လားဆရာတို့ software မှာနော် page လေးကိုမတွေ့ရဘူးဆိုရင်ဆရာတို့က view ဆိုတဲ့ menu တွေကမြင်ကွင်းတွေကိုစီမံမှာဆိုတော့ view ဆိုတဲ့ menu ကိုလာပြီးတော့ ruler လေးကိုအမှန်ချင်းဖြောက်လိုက်ရင် page တွေ့ရမှာမဟုတ်ဘူးနော် ruler ကိုအမှန်ချင်းချစ်လိုက်ရင်တော့ page တွေ့ရမယ် horizontal page တစ်ခုရှိမယ် vertical page တစ်ခုရှိမယ်အဲ့ page လေးနှစ်ခုရဲ့စုံမှတ်မှာ L ပုံစံလေးရှိတယ်အဲ့ဒီ page ဟာစာစီစာရိုက်လုံးမဲ့လူတစ်ယောက်အတွက်အင်မတန်မှအရေးပါပါတယ်နော်အဲ့တော့ view ဆိုတဲ့ menu လေးကိုသွားပြီးသွားလို့ရှိရင်ဆရာတို့ကနောက်ထပ် home ကိုပြန်လာမယ်နော်ပြီးရင်၄ရောက်ကိုပြန်သွားမယ်အဲ့လိုမျိုးသွားအခုပြောင်းလေးတွေကိုဆရာတို့ကကျွမ်းကျင်နေအောင်လေ့ကျင့်ကြည့်နော်ကာစာလေးထောက်မယ်အဲ့တော့အခုလက်ရှိဆရာတို့တွေ့နေရတဲ့ဒီစာရွက်ကဘာ site လဲဘယ်လိုမျိုးစားလဲဆိုတာကိုဆရာတို့ကမသိဘူးเนาะပြီးတော့လည်းဒီမှာစာရွက်ရဲ့လေဒီဘက်ဘယ်ဘက်ကဘောင်နဲ့ကာစာစပေါ်တဲ့နေရာနဲ့တလက်မကြီးတော့ကွာနေတယ်တလက်မကွာတာအဲ့ဒီမှာမဟုတ်ဆရာတို့ကစာမျက်နှာအပြည့်ရေးလိုက်လေဘေးပတ်ချလဲအကုန်လုံးကတလက်မစီကွာနေမှာဖြစ်တယ်အဲ့လိုမျိုးမဖြစ်အဲ့လိုမျိုးဖြစ်တာဘာဖြစ်တယ်လဲဆိုတော့ဆရာတို့စာပိုက်အနေနဲ့စာသားအနေနဲ့စာရွက်နဲ့ကြည့်ရတာရှင်းတယ်ဆိုပေမဲ့ရုံးစာရိုက်တဲ့လူတို့ကစာရွက်လေးလူနေအများကြီးဖြစ်စေတယ်အဲ့အတွက်ဆရာတို့က margin ဆိုတဲ့ဟာကို narrow ဆိုတာလေးထားမယ်ဒီမှာကြီးစာလေးသေချာဖတ်နော်ဆရာတို့ကွန်ပျူတာကိုသုံးတဲ့လူတစ်ယောက်ကလေကွန်ပျူတာမှာရေးထားတဲ့အင်္ဂလိပ်စာလေးတွေကိုဘာသာပြန်ဆက်ထားရင်ပိုကောင်းတယ်နော် narrow ဆိုပြီးသူပြထားတယ် moderate ဆိုပြီးပြတယ် wide တို့ mirror လို့ရှိတယ်ဆရာ narrow ဆိုတာလေးကိုရွေးမယ် top ကို 0.5 inches เนาะဒီနှစ်ခုက inches ကိုကိုစားပြုတယ်เนาะဒီ double ကုတ်လေးက bottom left right အားလုံးကို 0.5 inches ဆိုတော့1 inch တက်စားလို့ရှိရင်နည်းသွားတာဖြစ်တဲ့အတွက်ဆရာတို့ကတက်တက်ရရလေးလည်းရှိမယ်စာလည်းများများပို့ရိုက်လို့ရမယ် narrow လေးကိုရွေးမယ်เนาะပြီးလို့ရှိရင်ဆရာတို့ orientation ကကျတော့စာရွက်ရဲ့အနေထား portrait နဲ့ landscape နှစ်ခုမှာ landscape လေးကိုလည်းရွေးမယ် portrait လေးကိုလည်းရွေးမယ်လို့ဆရာတို့ကအသုံးပြုပါမယ် site ကကျတော့ cyber site တွေအများကြီးရှိတယ် letter site က 8.5 inch နဲ့ 11 inch ရှိတယ်เนาะ legal ရှိမယ်
legal စာရွက်တို့ letter စာရွက်တို့ကိုသိမယ် letter ဆိုတာကကြတော့ဗလာစာအုပ် site ကိုပြောတာ legal ကကြတော့ legal စာရွက် site ပေါ့ကျောင်းတွေမှာစာမိုးပွဲတွေမှာအသုံးများတဲ့မိကုန်းစာရွက် site ပေါ့နော်မျက်လုံးထဲမှာပုံဖော်ကြည့်လို့ရတယ်သူကစာရွက် site တစ်ခုချင်းစီကိုအတိုင်းအတာတွေပါအောက်မှာရေးပြထားတယ်နော်အဲ့တော့ A4 ကကြတော့ရုံးတွေမှာအသုံးများတယ်နော်အဲ့မှာဆက်တစ်ခုပြ A4 ပြီးလို့ရှိရင်ဆရာတို့ကဒီထဲမှာ A5 ဆိုတာရှိသေးတယ်နော် A3 ဆိုပြီးရှိသေးတယ်နော်ဆရာဒီမှာတော့ A3 မပါဘူးပေါ့နော်တပည့်တို့ဆက်ထဲမှာတော့ A3 ပါမယ်နော်အဲ့ဒါသတင်းစာစာရွက် site ပေါ့နော်ဒီမှာအသုံးပြတာ A4 ဖြစ်တဲ့ဆရာတို့က A4 လေးကိုပဲရွေးပေးလိုက်မယ်နော်ပြီးရင် column ကကြတော့1ဆိုရင်တစ်ခုပေးတန်းအောင်ကြည့်နော်တုံညာကနေပြီးတော့715 t ကိုတစ်ဆက်ထဲပဲ2ဆိုလို့ရှိရင်အဲ့715 t ကိုနှစ်ပိုင်းခွဲပေးပါတယ် column 3ဆိုလို့ရှိရင်3ပိုင်းခွဲပေးပါမယ် column ကို left ဆိုလို့ရှိရင်ဘယ်ဘက်တစ်ချမ်းကတစ်ပိုင်းညာဘက်တစ်ချမ်းကြီးနဲ့ကြဲဖြစ်နေတဲ့အပိုင်းကတစ်ပိုင်းဆိုပြီးတော့နှစ်ပိုင်းခွဲပါမယ် right ဆိုရင်တော့ညာဘက်ချမ်းကျဲပြီးဘယ်ဘက်ချမ်းကျင်းမယ်နော်တေချာလေးကြည့်နော် left ဆိုလို့ရှိရင်ဘယ်ဘက်တစ်ချမ်းကိုကျင်းထားပြီးတော့ညာဘက်တစ်ချမ်းကိုသူကကြဲလေးလုပ်ပေးထားတယ်အဲ့တော့ column နဲ့ပတ်သက်ပြီးတိတ်နားမလည်ဘူးဆိုရင် column ဆိုတာစာရွက်ကိုပိုင်းခြားတယ်လို့ပဲမှတ်လိုက်နော်ဘယ်လိုပိုင်းခြားလဲဆိုတော့ဒေါင်းလိုက်ပိုင်းခြားတယ်လို့ပဲမှတ်လိုက်1ဆိုလို့ရှိရင်ဒါတစ် column ပဲဟုတ်တယ်မလားစာရွက်တစ်ခုလုံးကို1 column အပြည့်ယူထားတာ2ဆိုရင်စာရွက်ကို2 column ဆိုတော့2ပိုင်းပိုင်းပလိုက်တာဒီကနေဒီတီကိုစာအတန်းလိုက်ကြီးရှိမယ်ပြီးရင်ဒီကနေဒီတီကိုစာအတန်းလိုက်ကြီးရှိမယ်အလဲမှာအလွတ်ကြီးရှိနေမယ်မြင်ဘူးတယ်မလားသတင်းစာတွေရိုက်တဲ့ style မျိုးလေးသတင်းစာမှာပါတဲ့စာလေးတွေကစာပိုက်လေးတွေကအဲ့လိုတိုင်လေးနဲ့ရိုက်တာစာတိုင်ပေါ့ကွာပြော column ဆိုတာစာတိုင်ခွဲတာပေါ့ဆရာတို့ကနောက်တင်ငါးစာမှာအကျယ်တုံးရှင်းပြမယ်ဟို1ပဲပြန်ထားမယ် break to line number တို့ဆရာနောက်မှပြောမယ်နော်ပြီးရင် break ကကြတော့ဆရာတို့ advanced level မှာသင်ရမယ်နော်အဲ့တော့ paragraph ကကြတော့စာပိုက်တစ်ပိုက်နဲ့တစ်ပိုက်ရဲ့နေထားတွေကိုပြောတာ indent ရဲ့ space တွေတပည့်တို့ကတော့ exercise book မှာပေးထားတဲ့စာပိုက်လေးကိုရေးရမယ်ဆရာကတော့ exercise book တဲက file ကိုဖွင့်ပြီးတော့စာပိုက်လေးကိုတွားပြီးတော့ခေါ်မယ်အဲ့တော့ exercise book ရှိတဲ့ location ကိုတွားမယ် desktop ပေါ်မှာရှိမလား GCC textbook ဆိုတာ document ထဲမှာရှိမလားနော်ရှာကြည့်လိုက်ပြီဒီမှာ document ထဲမှာရှိတဲ့ GCC textbook ဆိုတဲ့ file လေးကိုဖွင့်လိုက်အဲ့ထဲမှာဆရာရေးထားပြီးသားစာပိုက်လေး3ပိုက်ကိုဆရာ copy ယူလိုက်မယ် control C နဲ့နော်တပည့်တို့ကတော့စာအုပ်တွေကစာအုပ်ရိုက်ကမယ်ပြခြင်းလို့ပေါ့ဆရာအထူးသဖြင့်ကတော့အဓိကကတော့နော်မှန်တကယ်တော့ဆရာတို့က software ထဲဝင်ချင်းဒီ setting တွေကလာပြင်ပေးထားမှာနော်ဒီစာပိုက်3ပိုက်စလုံးကိုဆရာ selection ပေးမယ် selection ပေးပြီးသွားရင် indent ဆိုတဲ့ t နေရာမှာ left ကို1 inches ခွာလိုက်မယ်ဆိုလို့ရှိရင်ဘယ်ဘက်ကနေဟောဒီလိုတစ်လက်မကွာသွားမယ် right ကိုလည်း1 inches ခွာလိုက်မယ်ဆိုလို့ရှိရင်ညာဘက်ကနေတစ်လက်မကွာသွားမယ် spacing မှာ before မှာ auto ရဲ့ after ရဲ့နှစ်ခုရှိတယ်နော်sorry spacing မှာ before auto after auto ဆိုပြီးနှစ်ခုရှိမယ်နော်အဲ့တော့ before ကကြတော့ဆရာတို့ကဒုတိယမြောက်စာပိုက်လေးကိုဆရာတို့ selection ပေးပြီးစမ်းသပ်ကြည့်ကြမယ်နော်ဒုတိယမြောက်စာပိုက်လေးကို selection ပေးပြီးတော့ left indent မှာ left ကိုရော right ကိုရော0ပြန်ထားပေးမယ်ပြီးလို့ရှိရင်ဆရာတို့က spacing မှာကြတော့ before ကိုဘာထားပေးမလဲဆိုတော့သူက PD ဆိုတဲ့ point နဲ့လာတယ်သူ့ရဲ့အတိုင်းတာ20 PD ထားမလိုက်မယ်ဆို before ဆိုတာအပေါ်ကစာပိုက်နဲ့အကွာဝေးနည်းနည်းလေးကွာသွားတာကိုတွေ့ရတယ် after ကကြတော့အောက်ကစာပိုက်နဲ့အကွာဝေး50ဆိုရင်နော်အဲ့လိုကွာတာကိုတွေ့ရတယ်အဲ့တော့ဆရာတို့ကရုံးစာရိုက်မဲ့လူတယောက်အနေနဲ့ဒီ setting တွေကိုချိန်မယ်ဆိုလို့ရှိရင်ဆရာ software လေးကိုတစ်ချက်ပြန်ပိတ်လိုက်အောင်နော်အဲ့တော့တပည့်တို့လည်းတခါတည်းဘ ഹു တုတရအောင်ဆရာပိတ်တော့ပိတ်မချတော့ဘူးเนาะဆရာကြီးဒီထဲမှာပဲဒီ file ဒီ document ကိုဖြတ်ပလိုက်ဘာနဲ့ဖြတ်မလဲဆိုတော့ control W နဲ့ဖြတ်လိုက် control W လေးကိုနှိပ်လိုက်ရင်စေ့မလားမစေ့ဘူးလားမေးတယ်ဆရာတို့ဒုံးစေ့လေးကိုရွေးပြီးထွက်လိုက်မယ်ဆိုရင်ဖတ်သွားမယ်ပေါ့เนาะအဲ့ဒါဆရာတို့က Microsoft Word software လေးကိုပြန်ဖွင့်เนาะအဲ့ဒါ document ဆိုတာလေးကိုရွေးမယ်အဲ့လိုပြန်ဝင်ပြီးသွားပြီဆိုလို့ရှိရင်စာလေးတစ်လုံးနှလုံးနည်းနည်းရေးကြည့်လိုက်မယ်เนาะပြီးလို့ရှိရင် control W လေးကိုနှိပ်ကြည့်လိုက်ဒုံးစေလေးနဲ့ထွက်လိုက်လို့ရှိရင် document ကြီးထဲမှာရှိတဲ့စာရွက်ကတော့ပျောက်သွားမယ် software ဒီ frame ကတော့ကြံခဲ့မယ်เนาะခုနဖြစ်သွားတဲ့ပြဿနာကတော့ဆရာတို့ file နှစ် file ဖွင့်ပြီးတော့လုပ်လိုက်တာဖြစ်တဲ့အတွက်သူကတစ် file ကြံခဲ့တော့ဟိုပထမတစ် file ကိုသူအပြီးဖြတ်မဲ့ထင်ပြီးတော့လုပ်လိုက်တာပေါ့เนาะအဲ့တော့ဆရာတို့ကအခုဒီမှာတစ် file နဲ့ဖွင့်ထားတာဆိုတော့ဒီလို control W နဲ့ဆရာတို့ document ကြီးပဲ channel ပြပြီးတော့စာရွက်တွေကိုဖြောက်ပြလို့ရတယ်เนาะအဲ့ရိုးဆုံးပြန်ဖော်ခြင်းလဲဆိုရင် file တွေကနေပြီးတော့ menu နဲ့ပြန်ဖော်ပေးလို့ရတယ် blank document ကိုရွေးသို့မဟုတ် control N ကိုနှိပ်ပြီးသွားလို့ရတယ် shortcut အနေနဲ့ဆရာ control W ကိုပြန်နှိပ်မယ် control N ကိုနှိပ်လိုက်ရင် menu ပေါ်လာမယ်เนาะစာရွက်တစ်ခုပေါ်လာအဲ့တော့ software ရဲ့စသရောက်တာနဲ့ဘာလုပ်ကြမလဲဆိုတော့ layout ထဲမှာ
margin ကို narrow ထားမယ် orientation ကို portrait ထားမယ် site ကို A4 စာရွက်အဖြစ်ပြောင်းပြီးလို့ရှိရင်ဆရာတို့က index spacing အကုန်လုံးကို0ထားပေးရတယ်နော်ပြီးရင်နောက်ထပ်ဘာလို့သင်လဲဆိုတော့ home menu တွေကိုပြန်လာပြီးတော့ဆရာတို့က home menu ထဲမှာ clipboard တို့ font တို့ paragraph တို့ style တို့သူ့အပိုင်းနဲ့သူရှိတယ်နော်အဲ့ထဲမှာဆရာတို့က font အပိုင်းမှာဆရာတို့ကဘာလုပ်မလဲဆိုတော့ဒီမှာရှိတဲ့ font size တွေပေါ့နော်စနစ်လို့ပြထားတဲ့ font size ဆရာတို့က Microsoft Word မှာလေ Microsoft Word မှာဖြစ်ဖြစ် computer မှာသုံးတဲ့ best software မှာဖြစ်ဖြစ်မြားလေးတွေရှိတယ်အဲ့ဒီမြားလေးတွေပြထားတာနောက်ထပ်လွတ်ဆောင်ချက်တွေရှိသေးတယ်ဆိုတဲ့အဓိပ္ပာယ်ပဲနှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးနောက်ထပ်လွတ်ဆောင်ချက်တွေထပ်ကြလာလိုက်မယ်နော်ဒီမှာ font size မျိုးစုံရွေးလို့ရတယ်ဆရာကတော့ font size 14ပဲထားလိုက်နော် pointer တင်လိုက်လို့ရှိရင်လည်းသူကဘာကိုကိုစားပြုလဲဆိုတော့ဟာလေးပေါ်လာတယ်နော် pointer တင်လိုက်လို့20စက္ကန့်လောက်နေတာနဲ့ font size ဆိုပြီးတော့ဆရာတို့ကပြောပြရတယ်နော်ဒါဆိုလို့ရှိရင်တော့ pointer တင်လိုက်လို့20စက္ကန့်လောက်နေ increase font size ဒီမှာ pointer တင်လိုက်ရင် decrease font size အဲ့လိုမျိုးတစ်ခုချင်းစီလိုက်ပြီးတော့တင်ပြီးတော့ဘာသာပြန်ပြီးတော့ပုံမှန်တာကိုစမ်းသပ်ကြည့်ခြင်းလည်းရတယ်ဆရာနဲ့အတူတူဒီဗီဒီယိုကြည့်လို့တွေကြည့်ပြီးလဲလို့လည်းရတယ် font size လေးထားပြီးမှဆရာက paragraph မှာဒါပုံလေးအနေနဲ့မှတ်ထားမှာ justify ဆိုတာလေးရွေးပေးရမယ်နော်အဲ့ဒါမှဆရာတို့စာလေးတွေကပညာနှစ်ဖက်စာပိုက်လေးတွေကညီပြီးတော့ထွက်လာမှာပေါ့နော်သူများထက်တကယ်ကို quality ပိုကောင်းတဲ့ document တွေကိုဖန်တီးနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ font size 14ဆိုတာကကြတော့ဆရာတို့ကမများစုကတော့12နဲ့ပဲဖန်တီးကြတယ်နော်14ကကြတော့မျက်စိအားကောင်းတဲ့လူပဲဖြစ်ဖြစ်အားမကောင်းတဲ့သူပဲဖြစ်ဖြစ်ကြည့်လို့ရှုလို့အဆင်ပြေတဲ့ site ကိုဆရာပြောပြတာပေါ့နော်ရုံးတွေမှာကတော့12ပဲအသုံးရတယ်နော်အဲ့တော့12ပဲထားပြီးရိုက်ချင်လည်းရတယ်အဲ့တော့ဆရာတို့ကစာလေးနည်းနည်းရိုက်ကြည့်မယ် in reach a entry in စလုံးလေးစလုံးမတက်ပုံလေးမှားပြီးရိုက်ကြည့်လိုက်သူကဆို auto ပြင်ပေးသွားရနော်ဆရာရဲ့ version မှာတော့အဲ့လိုတက်မှားအောင်ရေးပြီးရိုက်လိုက်နာမည်ဆိုရင်သူကနာမည်ကိုအကြည့်စလုံးလေးအော်တိုပြောင်းပေးပါတာတွေ့ရမယ်နော်အဲ့တော့ဆရာတို့ဒီစာလေးကို selection ပေးမယ် selection ဒီတိုင်းပဲလဲလို့နော် exercise book မှာပါတဲ့စာပိုက်ကကိုယ့်ဘာသာကိုရေးစာဆုံးရေးအဲ့ဒါတင်တန်းမှာရေးရမှာနော် selection ပေးရမယ် selection ဘာကြောင့်ပေးလဲဆိုတော့ Microsoft Word မှာပဲလုပ်ချင်လို့ selection ပေးရမယ်လေဒီစာရွက်ပေါ်မှာရှိတဲ့စာနဲ့ပတ်သက်ပြီးတော့လုပ်ချင်တဲ့လောက်ကိုဆရာတို့ selection ပေး mouse ကလေးကိုနှိပ်ပြီးတော့ drag and လုပ်ပြီးဖိဆိုရုံပဲ touchpad နဲ့သုံးတဲ့ကလေးတွေဆိုလို့ရှိရင် touchpad ရဲ့ဒီဘယ်ဘက်မှာရှိတဲ့ခလုတ်လေးကိုနှိပ်ပြီးတော့ပေါ့နော်လက်ညှိုးလေးနဲ့နှိပ်ပြီးလက်ခလက်လေးနဲ့ mouse ရဲ့ touchpad လေးကိုဆွဲပေးလိုက်လို့ရှိရင်အခုလိုမျိုး selection ပေးတဲ့ selection လေးပေါ်လာမယ်အဲ့လိုပေါ်လာပြီဆိုတော့လည်းဆရာတို့ကဘာလုပ်မလဲဆိုတော့ဒီ font group တို့ paragraph group တို့ထဲမှာပြင်နေတာကိုလာပြင်လို့ရပြီအဲ့တော့နံပါတ်1အနေနဲ့ဒီ clipboard အပိုင်းကိုပြောမယ်နော် copy ဆိုတာဒီမှာစာရွက်2ရွက်ထပ်ထားတာ copy ပဲ shortcut အနေနဲ့ control C ကိုသုံးလို့ရတယ်ဒါလေးနှိပ်လိုက်ပြီးရင်ကိုကမိတူကူးခြင်းတဲ့နေရာကိုကာစာလေးထောက်ပြီး paste ဆိုတာလေးကိုနှိပ်ပေးနော်အဲ့တော့ပုံမြန်မအောင်ဆရာတို့ shortcut နဲ့သွားမယ်ဒီနှစ်ခုလုံးကို selection ပေးမယ် control C ကိုနှိပ်ကာစာလေးကိုထောက်ခြင်းနဲ့ကိုကူးခြင်းတဲ့နေရာကိုထောက်ပြီးသွားရင် control V နဲ့ paste လုပ်ပေးပါဒါဆိုရင်ပထမတစ်ပိုင်းဖြစ်သွားပြီနော် control C နဲ့ selection ပေးမယ်ကာစာကို document ရဲ့နောက်ဆုံးမှာထပ်ထားမယ်နော်ပြီးရင် enter လေးခောက်မယ် enter ခောက်တဲ့အခါမှာဆရာတို့ကစာပိုင်းနောက်တစ်ပိုင်းဖြစ်သွားပြီနော်စာရီရေးသွားလို့ကတကြောင်မဆန်းတော့ဘူးဆိုတာနဲ့နောက်တစ်ကြောင်ကို auto ဆင်းပေးတယ်ဆရာတို့ကနောက်တစ်ပိုင်းဆင်းမယ်နောက်တစ်ပိုင်းခွဲမယ်ဆိုရင်တော့ enter ခောက်ကမယ်နော် control V ကိုနှိပ်မယ်နောက်တစ်ပိုင်းမခွဲသေးဘူးသူ့ရဲ့နောက်မှာပဲ control V ကိုထပ်နှိပ်နော်ဒါဆိုရင်စာပိုင်းနှစ်ပိုင်းဖြစ်သွားပြီအဲ့တော့ enter ဘယ်နှချက်ခောက်ခဲ့လဲသိချင်း paragraph တွေကဒီသင်္ကေတလေးကိုလာနှိပ်ကြည့်လိုက် show height ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုနှိပ်ကြည့်လိုက်ဆရာတို့ enter ခောက်ခဲ့တဲ့နေရာတွေဆရာတို့ကိုခြေရခံပေးလိုက်မယ်နော်အဲစာပိုင်းခွဲထားတဲ့နေရာလေးတွေပေါ့အဲ့တော့ဆရာတို့တရားကြည့်ကြည့်မယ်ဆိုရင်ဒီလို justify ရွေးထားတာဖြစ်တဲ့အတွက်ဒီစာလေးတွေကဒီလိုညာဘက်အချမ်းမှာလည်းညီတယ်ဘယ်ဘက်အချမ်းမှာလည်းညီတယ်တကယ်ညီတာเนาะကြည့်ကြည့်သီလားเนาะအဲ့တော့ဆရာတို့ကဒီမှာအနီပြောင်မြင်းချောင်းလေးပြထားတဲ့ဟာတွေကစကလုံးအမှားလေးတွေเนาะ pointer တင်ပြီး right click နှိပ်လိုက်ရင်ပြောင်းကျင်တဲ့ဟာ southern ဆိုတာလားဗာလဲဒီမှာသူ vocabulary တွေထွက်လာပြီမှာ southern ဆိုတာလေးကိုရွေးပေးရเนาะအဲ့တော့တစ်ချက်ချင်းစီလိုက်နှိပ်ပြီးပြောင်းပေးရအဲ့လိုတစ်ချက်ချင်းစီလိုက်နှိပ်ပြီးမပြောင်းချင်ဘူးဆိုတော့ဒီမှာSOOUTERN ဆိုပြီးတော့ရေးထားတဲ့
စာမှန်သမျှကိုဆရာတို့က southern ဆိုပြီးပြောင်းရမယ်เนาะအဲ့တော့တခြားရှင်းတွေကြီးမပြောင်းရင်ကိုမှားမှန်းသိတဲ့အားတွေကို selection လေးပေးမယ်စာပိုက်တစ်ပိုက်လုံးကိုပြောင်းနေတာဖြစ်တဲ့အတွက်စာတစ်ခုလုံးကို selection ပေးမယ်ပေးပြီးတော့လို့ရှိရင် SOOUTERN လို့ရေးထားတာเนาะအဲ့ဒါကိုမှတ်ထားမယ်ဆရာတို့ကဒီမှာ home menu ထဲမှာ editing ဆိုတဲ့အပိုင်းရှိတယ်အဲ့မှာ replace ဆိုတဲ့ခလုံးလေးကိုနှိပ်ဒီလို document box လေးပေါ်လာလို့ရှိရင်ဆရာတို့က find and replace မှာ find what ဘာကိုရှာမလဲဆိုတော့ဆရာတို့က SOOUTERN ဆိုပြီးတော့မှားရေးထားတဲ့စလုံးကိုရှာပြီးရင် replace with ဆိုပြီးတော့ SOUTHERN southern ဆိုတာ ਨੇ replace all ကိုနှိပ်ပြီးတော့ yes ကလေးကိုနှိပ်ပြီးလိုက်မယ်ဆိုရင်ဆရာတို့ကိုခုနက replacement လုပ်ပါပြီဆိုပြီးပြလိုက်မယ်เนาะ okay နှိပ် close ကိုနှိပ်တကယ်ပြောင်းသွားပြီเนาะအမှားမပါတော့ဘူးเนาะတခြားလေးကြည့်ကြည့်เนาะအဲ့တော့ဒီ step တိုင်းတစ်စင်ချင်းနဲ့လုပ်ပါဒါခုဆရာတို့စာစီစာရဲ့ပထမဦးဆုံးအစင်ကိုကြော်ဖြတ်ပြီးပြီပေါ့နော်နောက်သင်ခန်းစာတွေမှာတော့အသေးစိတ်ကြတဲ့ဒီ font group တွေ paragraph group တွေအကြောင်းပြောပြသွားမယ်ဒီနေ့သင်ခန်းစာမှာတော့ဒီလောက်ပါပဲเนาะ